မင်္ဂလာပါကျွန်တော်တို့အခုသင်ခန်းစာမှာ Sentinel-2 ပေါ့ data တွေကိုဘယ်လိုမျိုး download ရယူမလဲဆိုတာလေးပြသပေးသွားမှာဖြစ်ပါတယ်ဒီရက် Google search မှာ Copernicus Data Space Ecosystem ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်ဒီပထမဆုံးကြာလာတဲ့ website ကိုပြီးရင်သွားပါမယ်သူက dataspace.copernicus.eu ဆိုပြီးတော့ website ဖြစ်ပါတယ်ဒီ website ကိုရောက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ explore data ရှိပါတယ်ဒီကိုသွားလိုက်ပါမယ်သူက account ဖွင့်ထားဖို့လိုအပ်ပါတယ်တကယ်လို့ကိုက account ဖွင့်ထားတယ်ဆိုရင်တော့ဒီမှာတစ်ခါတည်း login ဝင်လို့ရပါတယ်တကယ်လို့မဖွင့်ရသေးဘူးဆိုရင်တော့ဒီမှာ explore ကိုသွားလိုက်တာနဲ့ပေါ့နော်သူကတစ်ခါတည်းဘာလို့ခံလဲဆိုရင် account ဝင်ခိုင်းပါလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာ account ကဝင်ထားပြီးသားဖြစ်နေတဲ့အတွက်တန်းပြီးတော့ပေါ့နော်ဒီထဲကိုရောက်သွားတာဖြစ်ပါတယ်အဲ့တော့ဒီမှာပြန်ပြီးတော့ log out လုပ်လိုက်မယ်တော့ပြန်သွားလိုက်မယ်ပေါ့နော်အဲ့တော့ explore data ကိုနှိပ်လိုက်မယ်အဲ့တော့နှိပ်လိုက်တာနဲ့သူက login ဝင်မလားဒါမှမဟုတ် anonymously သွားမလားပေါ့နော်အဲ့တော့ကိုက data download လုပ်မယ်ဆိုရင်တော့ဒီ account ဖောက်ပြီးတော့ login ဝင်ထားဖို့လိုအပ်ပါတယ်login ဝင်လိုက်ပါမယ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ Gmail နဲ့ password ထည့်ပြီးတော့ဆက်ပြီးတော့ login ဝင်လိုက်မယ်ဒါဆိုရင်ရသွားပြီပေါ့နော်အဲ့တော့ရပြီဆိုရင် account ကဝင်သွားပြီဆိုရင်ဒါကိုပိတ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာပထမဆုံးကကိုရှာခြင်းနဲ့ပေါ့နော်ဒီ area ကို mouse ကနေပြီးတော့ရွှေ့ပြီးတော့သွားလိုက်ပါမယ်အဲ့တော့ကျွန်တော်ကမြန်မာနိုင်ငံလိုချင်တာဖြစ်တဲ့အတွက်ကိုလိုချင်တဲ့နေရာလေးကိုနည်းနည်း zoom နဲ့ပေါ့နော်ချဲ့လိုက်အဲ့တော့ mouse နဲ့ဖြုံးချက်လုပ်ပြီးတော့ခေါ်လိုက်ပါမယ်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီမှာကလောနာကိုပေါ့နော်ကလောနာကို download လုပ်ချင်တာဖြစ်ပါတယ်အဲ့တော့ဒီကလောနာကိုနည်းနည်းချဲ့လိုက်မယ်ပြီးတဲ့အခါကျရင်ဒီမှာဘာရှိလဲဆိုတော့ဒီ area of interest ပေါ့နော်အဲ့တော့ area interest ကိုကဒီမှာ rectangle လေးယူပြီးတော့ဆွဲလိုက်ပါမယ်ဒါလေးကိုနှိပ်လိုက်မယ်ဒီနားကို box တစ်ခုပေါ့နော်ကိုယ့်ရဲ့ area box တစ်ခုမှတ်လိုက်မယ်ပြီးတဲ့အခါကျရင်ဒီဘက်မှာကသူကအခု date ကတော့သူ single အနေနဲ့ပြတာပေါ့နော်တကယ်တမ်းကျွန်တော်တို့ကဒီဘယ်နေ့ကနေဘယ်နေ့အထိပေါ့ရှာချင်တယ်ဆိုရင်တော့ဒီ single မဟုတ်ဘဲနဲ့ဒီဘက်မှာတော့ဘာရှိလဲဆိုရင်သူ့ရဲ့ဒီ date ဟို time ပေါ့နော် range ရှိပါတယ်အဲ့တော့ဒီမှာဘယ်ကနေဘယ်ထိရှာမှာလဲပေါ့အဲ့တော့ကျွန်တော်ဒီမှာဒါကိုတစ်ချက်နှိပ်လိုက်မယ်2026ပေါ့နော်တလပိုင်းအခုတလပိုင်း2လပိုင်းကတိမ်ကင်းပါတယ်အဲ့တော့ဒီ optical satellite က data တွေကဒီကျွန်တော်ကြည့်လို့အောက်ကိုကြည့်လို့မြင်ရပါတယ်တိတ်မရှိပါဘူးအဲ့တော့ဒီမှာကျွန်တော်2026ဘယ်ကနေသွားဆိုရင်ဒီ January ပေါ့နော်အဲ့တော့ January 1ရက်နေ့ကနေပြီးတော့2026 February 5ရက်နေ့ range ကိုအဲ့လိုသတ်မှတ်လိုက်ပြီအဲ့တော့ဒီမှာ cloud coverage ကို short လိုက်အဲ့တော့ကျွန်တော် 1% 2% လောက်ပဲထားလိုက်ပါနော် 2% လောက်ပဲထားလိုက်မယ်ပြီးတဲ့အခါမှာ configuration မှာ default ပဲထားပါမယ်အဲ့တော့ဒီမှာကိုက geology အတွက်လားပေါ့နော်ဒီ flag လားစသဖြင့်ပေါ့နော် urban အတွက်လားဆိုရွေးလို့ရပါသေးတယ်အဲ့တော့ဒီမှာတော့ဘာမှမရွေးတော့ default ပဲထားမယ်ထားပြီးတဲ့အခါမှာကိုက download လုပ်ပါပေါ့နော်အဲ့တော့ဒီမှာ layer တွေကSentinel layer တော့ကျွန်တော်ဒီတိုင်းပဲ true color ပဲခေါ်ထားတယ်အဲ့တော့ဒီမှာက Sentinel 2ကို level 2ပေါ့နော် L2A ပေါ့ L2A ပေါ့ဒီဟာကိုကျွန်တော်တို့နော်ဒီ select လုပ်ထားမယ်အဲ့တော့ဒီမှာတကယ်လို့ဒါကဘာလဲဆိုတော့ဒီချက်သိချင်ဒီမှာသူ့ရဲ့ဟာကိုဒီမှာထောက်ကြည့်လို့ရပါတယ်အဲ့တော့သူကဒီ data ကသူ globally ပေါ့နော်ဒီ2019ကစပြီးတော့ရပါတယ်အဲ့တော့ကိုယ်ဒါမှာ chain detection တွေပါတယ်လုပ်မယ်ဆိုရင်ဒါ2019 match ကနေစပြီးတော့အခုလက်ရှိပေါ့နော်အချိန်ဒီလုပ်လို့ရပါတယ်အဲ့တော့သူကဒီမှာကဒါ process လုပ်ပြီးသားပေါ့နော်ကျွန်တော်တို့ဒီမှာ atmospheric correction လုပ်ပြီးသားဖြစ်ပါတယ် high quality data ပေါ့အဲ့တော့သူကတော့10 meter resolution ထိရပါတယ်အဲ့တော့ဒါကိုကျွန်တော်တို့ select လုပ်ထားမယ် select လုပ်ပြီးသွားတဲ့အခါကျရင်ဒီ layer မှာဘာမှမရွေးတော့ပါဘူးရွေးတော့ပဲနဲ့တော့ဒီမှာ search လုပ်လိုက်မယ်အဲ့တော့ဒီမှာ Sentinel 2ကို select လုပ်မယ်အဲ့တော့ L2A ကို select လုပ်မယ်အဲ့တော့ဒီကောင်းကို 2% လောက်ဆက်ပြီးတော့ထားလိုက် okay 3% အဲ့တော့ဒီမှာတခြား data set တွေရှိပါသေးတယ်ဒီ area အတွက်ပေါ့နော်ကိုလိုချင်တယ်ဆိုထပ်ပြီးတော့ရှာလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီ Sentinel 2ကိုပဲယူမှာဖြစ်တဲ့အတွက်သူ့ကို date range ကလည်းမှန်ပြီဆိုရင် time range ကလည်းမှန်ပြီဆိုရင် search လုပ်လိုက်ဟုတ်ပြီဒါဆိုရင်ဒါအခုဒီ area ကို cover ဖြစ်တဲ့ပေါ့နော်ဒီ Sentinel 2 image တွေကဒီမှာကြာလာပါပြီအဲ့တော့ကျွန်တော်ဒီမှာ live ပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ကို area ကဘယ် image နဲ့ cover ဖြစ်လဲပေါ့အဲ့တော့ဥပမာဒီမှာဒီ image ဆိုရင်ကျွန်တော် cover ဖြစ်ပါတယ်အဲ့တော့ဒီမှာကသူကsite ကတော့ 1GB လောက်ရှိပါတယ်အဲ့တော့ဒီမှာသူ့ရဲ့ date ပေါ့နော်အဲ့တော့2026ဒီမှာကျွန်တော်31ရက်ပေါ့နော်တလပိုင်းဖြစ်ပါတယ်အဲ့တော့ဒီမှာကိုကဒါကို visualize လုပ်ကြည့်လို့ရတယ်အဲ့တော့ဒီမှာဒီဟာလေးကိုနှိပ်လိုက်ရုံပဲ
ပြီးခဏတော့စောင့်ရတယ်အောက်ဒီမှာအောက်မှာဖြည်းဖြည်းလေးတက်လာပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ဒါအခု download လုပ်မဲ့ image ပေါ့နော်ဒီမှာတစ်ချက်လုံးသာတွေ့ရပြီဖြစ်ပါတယ်ဒါက2026တလပိုင်းက image ဖြစ်ပါတယ်အဲ့တော့တကယ်လို့ဒါကိုက download လုပ်မယ်ဆိုရင်ပေါ့နော် download လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီအောက်မှာပြန်ပြီးတော့ပေါ့နော် search လုပ်လိုက်မယ်အဲ့တော့ခုနကတော့ကြည့်တဲ့ image ပေါ့နော်အဲ့ image ကိုပြန်ပြီးတော့ဒီမှာ download button လေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့တော့ကျွန်တော်ဘယ်ဟာလဲဆိုတော့ဒီ image ပေါ့နော်အဲ့တော့ဒါလေးကိုဒီဘက်မှာကျွန်တော် download product ဆိုတာရှိပါတယ်အဲ့တော့သူ့ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ရင်သူကဒီအောက်မှာပေါ့နော်download လုပ်တဲ့ဒီ percent လေးကိုပြနေပါလိမ့်မယ်အဲ့တော့ဒီမှာတော့ကျွန်တော်ရှိမှာ 0% ပဲရှိသေးတယ်အဲ့တော့ဒါနည်းနည်း line ကောင်းတယ်ဆိုရင်တော့ခဏလေးနဲ့ပေါ့နော် download လုပ်သွားပါလိမ့်မယ်ဒါလေးကျွန်တော်ခဏစောင့်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာစပြီး download လုပ်နေဖြစ်ပါတယ်အခုကတော့ 7% ရောက်သွားပါပြီအဲ့တော့ဒီက download လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ထုံးစံတိုင်းပဲပေါ့နော်အဲ့တော့ image classification လုပ်ဖို့အတွက်ပေါ့နော်ဒီမှာ band combination တွေလုပ်တာတွေလုပ်မယ်ပေါ့နော်အဲ့တော့ဒီ false color true color ဒါတွေ band combination လုပ်မယ်ပြီးတဲ့အခါမှာဒီကို supervised classification ပဲဖြစ်ဖြစ် unsupervised ပဲဖြစ်ဖြစ်ပေါ့နော်ကို area အတွက်လိုအပ်သလိုဆက်ပြီးတော့ဒါကအသုံးချလို့ရသွားပြီဖြစ်ပါတယ်ဟုတ်ပါပြီအခုသင်ခန်းစာလေးကတော့ကျွန်တော်ဒါ Sentinel 2ပေါ့နော်ဒီဥရောပအာကာသ agency ကဒီ Jolu data တွေကိုဘယ်လိုမျိုး download ရောက်နေဆိုတော့လေ့လာခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ